မြမအတန်ရဲ့သောတာရှင်များမင်္ဂလာပါရှင်မြမရွေးရယဉ်ကျေးမှုတွေကိုချစ်ခင်မြတ်နိုးကြတဲ့သောတာရှင်တွေအတွက်မြမတို့ရဲ့တေးအစမဟာဂီတအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြမရွေးရဂီတမဟာဂီတသချင်းကြီးများနဲ့ပတ်သက်ပြီးစောင်းအတီးပညာရှင်စောင်းနီလာညိုနဲ့မြမအတန်ကအခုလိုပဲတွေ့ဆုံမေးမြန်းခဲ့ပါတယ်ဟုတ်ကဲ့မနီလာညိုမင်္ဂလာပါရှင်မင်္ဂလာပါမမရေသောတာရှင်တွေကိုနှုတ်ခွန်းဆက်စကားပြောပြပါလားရှင်နားဆင်ကြရဲ့သောတာရှင်နှုတ်ခွန်းလေးစကားပြောရမယ်ဆိုလို့ရှိရင်မမရေမင်္ဂလာပေါင်းနဲ့အားလုံးကိုကြည့်ကြပါကြည်လို့ပဲနှုတ်ခွန်းဆက်ပါကြပါမယ်ဒီနေ့အစီအစဉ်ကမြန်မာတို့ရဲ့တေးအစမဟာဂီတဆိုတဲ့အစီအစဉ်ပါရှင်မနီလာညိုအနေနဲ့ပထမဆုံးဂီတလောကထဲရောက်ရှိခဲ့ပုံလေးကစပြီးပြောပြပေးပါလားရှင်ဟုတ်ကဲ့အမဂီတနဲ့ပတ်သက်တာကတော့လေမန္တလေးမြို့ကကဘာကျော်ဆောင်ဆရာကြီးအင်းလေးဦးမြင့်မောင်ဒေါခင်မေတို့အိမ်မှာစတင်ပြီးတော့တင်ခဲ့တယ်ပေါ့နော်ဒါတချင်းကြီးနဲ့ပတ်သက်တဲ့ဆရာတွေပေါ့နော်ဟုတ်ကဲ့အဲ့မှာတင်ခဲ့ပြီးတဲ့အခါမှာသူရှိမှာ3နှစ်3မိုးနေခဲ့ပါတယ်ပြီးတဲ့အခါမှာခုလက်ရှိပေါ့ဒီလုပ်ငန်းခွင်နဲ့ပေါ့ဒီတစ်ချက်ရောက်တဲ့အချိန်မှာတော့ဒုတိယဆရာကတော့ဒေသရှင်တော်ရီတန်းနဲ့တော်ဟင်းတန်းတို့ဖြစ်ပါတယ်ညီမကြီးဟုတ်ကဲ့ပါရှင်အခုလက်ရှိကတော့လုပ်ငန်းဆောင်တာတွေကဘာတွေလုပ်နေလဲဆိုလို့ရှိရင်တင်နန်းကလေးတွေကိုအခြေခံနေစပြီးတော့စီးနဝါနေစပြီးထိုင်နီးကိုင်နီးပေါ့ထန်တရားတရားနေစပြီးတော့အိမ်ဒီမှာလိုက်ပြီးတော့တင်နန်းနေလိုက်ပြီးပါတယ်ပြီးတဲ့အချိန်မှာကျိုးအချင်းအခြေခံတွေကိုအရင်ဆုံးအကောအကတ်ပေါ့အတော်အလားအဲ့ဒီလိုမျိုးလေးတွေကိုအခြေခံအရင်ဆုံးစတင်ပေးနေတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်။ဒါတော့လုံချမှုလေးတွေကတော့ဘာလို့လဲဆိုမင်္ဂလာဆောင်တွေလူတွေမင်္ဂလာဆောင်အခမ်းအနားပေါ့ဂုဏ်ကြီးပူဇော်ပွဲတွေကအစပေါ့အဲ့လိုမျိုးတွေကိုလည်းဆောင်ရွက်နေတယ်ပေါ့ဟုတ်ကဲ့မဟာဂီတသချင်းကြီးတွေကိုတီးဆိုရတာတီးခတ်ရတာနဲ့ပတ်သက်ပြီးစောင်းအတီးပညာရှင်တယောက်အနေနဲ့ဒီသချင်းကြီးရဲ့သဘောတဘာဝထူးခြားချက်တွေကိုလည်းဘုဒ္ဓအဖြစ်မျှဝေပေးပါအောင်ရှင်မဟာဂီတသချင်းကြီးနဲ့ပတ်သက်လို့ကတော့လေကိုယ့်ရဲ့မြမယဉ်ကျေးမှုအနှစ်သာရတွေကဒါတွေကဒီသချင်းတွေဒီဂီတဆိုလို့ရှိရင်ဟိုနှစ်ပေါင်းများစွာကလေးကတည်ရှိနေကြတာပေါ့နော်တည်ရှိနေကြတဲ့ခါကျတော့တကယ်နားထောင်ပြီးတကယ်ခံစားပြီးတကယ်သိလာတယ်ဆိုရင်အရသာသိပါတယ်တောတောင်ဆိုရင်လည်းတောတောင်ပွဲတွေကိုနှဲထားတာတွေရှိတယ်ဖျားဆိုလို့ရှိရင်လည်းဖျားနဲ့ပတ်သက်တဲ့ဟာတွေဖွင့်နှဲထားတာတွေရှိတယ်ချစ်သူခင်သူတွေလွမ်းမဆွေးမတွေကအစပေါ့နော်ခံစားချက်တွေအပြည့်နဲ့ထားထားတဲ့ဒီမဟာဂီတကတကယ်နှစ်သက်လို့တကယ်ခံစားကြည့်မယ်ဆိုလို့ရှိရင်သိပြီးတော့ကောင်းတဲ့ဂီတတစ်ခုဖြစ်တယ်လို့ပြောရမှာပေါ့နော်ဟုတ်ကဲ့ပါရှင်မဟာဂီတသချင်းကြီးတွေကဒီအမျိုးအစားအစုံနဲ့ရှိနေတာပေါ့နော်မနီလာညိုအနေနဲ့တီဆိုတိခတ်တဲ့နေရာမှာဘယ်အမျိုးအစားကိုအကြိုက်ဆုံးဖြစ်မလဲရှင်အဆူကတော့မဆိုပါဘူးစောင်းနဲ့တီးတန်တီးပါတယ်ဩဟုတ်စောင်းကိုတော့ကြီးပြမယ်ဟုတ်ကဲ့ဒါကတော့အခမ်းအနားတွေမှာဆိုရင်မဖြစ်မနေပူဇော်ပွဲတွေပေါ့နမောသတ္တ3ချိန်ပြီးတာနဲ့ထူးမခြားနာ3လိုက်ကတော့အခမ်းအနားတိုင်းမှာပါရတယ်ပေါ့နော်ဟုတ်ကဲ့ပါတချင်းကြီးကလည်းအမျိုးအစားအစုံလင်းဆိုတော့မနီလာညိုအနေနဲ့သဘောကျတဲ့တချင်းကြီးကဘာများဖြစ်မလဲရှင်သဘောကကျတာကတော့လေသူကလည်းကျိုးတချင်းကြီးတချင်းကပေါ့နော်ဘယ်တပြူယူရီးယားဆိုပြီးသူကအဆင့်ဆင့်ကြီးရှိတယ်ဒါပေမဲ့သူကဏ္ဍနဲ့သူကအကုန်လုံးကကောင်းတော့ခါကြတော့လေနှစ်သက်တာကတော့အကုန်လုံးနှစ်သက်ပါတယ်ခန္ဓာတစ်ခုရဲ့ဟိုတော့မရှိပါဘူးဟုတ်ကဲ့ပါသောတာရှင်ကြီးကိုအမှတ်တရစောင်းလက်တန်လေးနဲ့ဖြောပြပေးပါလားရှင်ဟုတ်ကဲ့ပါမမရင်ဟုတ်ကဲ့
ဟာဂီတသချင်းကြီးတွေကိုတီးဆူနိုင်တယ်တီးခတ်နိုင်တယ်ဒါနားလည်တက်ကြွမယ်ဆိုရင်အတီးသမားဆိုလဲအတီးသမားတစ်ယောက်အနေနဲ့အဆိုသမားဆိုလဲအဆိုသမားတစ်ယောက်အနေနဲ့ဘယ်လိုမျိုးအကျိုးဖြစ်စေတယ်ဆိုတာလေးလည်းသိပြရစီရှင်ကျိုးကတော့ဖြစ်ထွန်းပါတယ်ဒီမဟာဂီတမှာသူရဲ့အသွားအလာတွေကတခါတည်းရေးအဖက်အနှုတ်အသိအကုန်လုံးကပါပြီးသားရှိဒီနာဝရီမီဥစားတို့ဒီလက်ထက်တွေကလေးကရှိခဲ့ပြီးသားပေါ့နော်ရှိခဲ့ပြီးသားဆိုဥမာအဆွဲအလွင်အဖြတ်အတောက်စာသားတွေအသွားအလာပါညာတွေဆိုတာကအခုခေတ်ကာလပေါ်တွေခေတ်ပေါ်တွေမှာလည်းဒီမဟာဂီတဘက်ကိုတက်ထားခြင်းအဖြစ်ဒီဘက်မှာလည်းအထောက်အကူဖြစ်ပြီးတော့သုံးနှုံးပြီးသွားလာနေကြတာလည်းရှိတယ်ပေါ့နော်ကာလပေါ်ပဲဖြစ်ဖြစ်ဒီခေတ်ပေါ်တွေပဲဖြစ်ဖြစ်ရှိရတယ်မမလူမျိုးတွေကတော့ဟုတ်ကဲ့ပါရှင်ကာလပေါ်တွေဟုတ်တယ်ခေတ်ဒီတချင်းတွေလည်းပြောရရင်တော့အရင်ဆုံးကတော့အခြေခံနေမြနားလေတို့ပြောရင်တော့ဒါကကာကြီးဒါကတချောင်းနေဒါကလုံးကြီးတင်ဒါကငတ်တက်ဆိုတဲ့ဟာမျိုးကသူကအစတည်းအခြေခံရှိပြီးသားအဲ့တော့ခါကျဒါကတော့ကာကြီးကိုလုံးကြီးတင်လိုက်ကိဖြစ်မယ်တချောင်းနေလိုက်ကိုဖြစ်မယ်ငါတက်လိုက်ရင်ကြိုင်ဖြစ်မယ်ဆိုတဲ့ဟာမဟာဂီတမှာသူကအစတည်းအခြေခံရှိပြီးသားဟုတ်ကဲ့ပါအဲ့ဒီသဘောတရားကိုနားလည်ရင်ဒီကာလပေါ်တွေခေတ်ပေါ်တွေဘက်မှာကအထောက်အကူဖြစ်တယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့မဒီနေ့လူငယ်တွေအနေနဲ့တချင်းကြီးနဲ့ပတ်သက်ရင်အလှမ်းကွာဝေးကြတယ်ဆိုတဲ့အပေါ်ကိုမနီလာညိုရဲ့အမြင်ကိုလည်းသိပြရစီရှင်ဟုတ်ကဲ့အလှမ်းကွာဝေးတယ်ဆိုတာခေတ်အဆက်ဆက်ကမိဘမျိုးပေါ့ဒီကြားနေကြပေါ့တွာလာပတ်ဝန်းကျင်ပေါ့အဲ့ဒီပေါ်ဒီမှာလည်းကွာပါတယ်ခုနောက်ပိုင်းလေးဆိုလို့ရှိရင်ဒီမဟာဂီတတွေဒီဆောင်းနဲ့ပတ်သက်တဲ့ရင်ကျေးမှုနဲ့ပတ်သက်တဲ့ဟာတွေဆိုရင်တော်တော်များများစိတ်ဝင်စားလာတာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ခါကျတော့သူတို့အနေနဲ့တင်ကြားခြင်းနဲ့ဆိုရင်လည်းတင်တဲ့ကလေးတွေကိုနိုင်ကိုပြောပါတယ်သူကအခြေခံလေးကနေပြီးသမီးတို့အစပြီးတော့တင်ကြပါတယ်သားတို့ဒီအခြေခံလေးကိုပြန်လုပ်ချင်ပါတယ်ဆိုတော့စိတ်ဝင်စားလာတဲ့ကလေးတွေလည်းရှိပါတယ်တချို့တွေကြတော့လေဒီခေရဲ့ကြီးเจ้าရဲ့အလိုက်ပေါ့အဲ့ဒီအလိုက်ကိုလည်းလိုက်ကြသွားကြတာလေးရှိတယ်ဒါပေမဲ့ဘလောက်ပဲလိုက်ဒီလမ်းကြောင်းကတော့မကင်းกว่าဘူးပေါ့နော်ဟုတ်ကဲ့ပါရှင်ဆက်နွယ်နေရပေါ့ဆက်နွယ်ပါတယ်သူတို့ကင်းกว่าတယ်ဆိုတာတအားကြီးတော့မကင်းกว่าတော့ဘူးဘာဖြစ်လို့လဲဆိုတော့ခါကြတော့စုကာရေးဒီတွေဘာတွေလုံတော့ဆိုလို့ရှိရင်လည်းကလေးတွေတော်တော်များများရပုံးဒီတွေအညာတွေပေါ်ထွက်လာတာတွေအများကြီးရှိတယ်လေဟုတ်ကဲ့ပါရှင်ရောဆိုတာတွေရောအလိုမျိုးတွေရှိကြပါတယ်ဟုတ်လုပ်ငန်းခွင်တွေမှာပေါ့နော်ဒီစုကာရေးဒီကနေပြီးတော့ထွက်လာတဲ့ဒေသရှင်တွေထွက်လာတဲ့အတီးသမားတွေတော်တော်များများလှုပ်ရှားမှုတွေလည်းရှိပါတယ်နာမည်တန်းထိုးတဲ့နေရာရတဲ့အဆိုဒေသရှင်တွေလည်းရှိပါတယ်အတီးသမားတွေလည်းရှိပါတယ်တော်တော်များများကစိတ်ဝင်စားရှိလာတာတွေကိုမြင်ရတွေ့ရပါတယ်ကျောင်းတွေမှာဆိုရင်လည်းဆရာမတွေကစပြောပြပြီးတင်ကြားပေးနေရတယ်လည်းတွေ့နေရတဲ့ကြောင့်ဝမ်းသာစရာပေါ့မဟုတ်ကဲ့ပါရိုးရာဂီတဒေသချင်းတွေကိုချစ်မြတ်နှူးကြတဲ့သောတာရှင်တွေအနေနဲ့မနီလာညိုကိုဆက်သွယ်နိုင်မဲ့လိပ်စာနဲ့ဖုန်းနံပါတ်လေးလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ရှင်အခုကတော့ရန်ကုန်မြို့မှာနေပါတယ်ရန်ဖုန်းနံပါတ်လေးကတော့3996959934ဆောင်းနီလာမျိုးဆိုရင်ဆက်သွယ်လို့ရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဂီတရည်စည်းကြောင်းမှာရိုးရာဂီတတေးသချင်းတွေထာဝရရှင်သန်စည်းစင်းနေဖို့ဘလို့အချက်တွေကိုအလေးထားသင့်တယ်ဆိုတဲ့အကြောင်းလည်းပြောပြပေးပါအောင်ရှင်ရိုးရာဂီတတွေဒီရင်ကျေးမှုတွေဟာတကယ်တမ်းကျတော့ထိမ့်သိမ့်တင်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မဟာဂီတပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ဂီတပဲဖြစ်ဖြစ်ဂီတလူရဲ့စိတ်နှလုံးကိုဖန်ဆားနိုင်တယ်ပေါ့နော်ငိုဖို့အတွက်ကိုလည်းတီးပြနိုင်ရင်ရင်ထဲမှာငိုသွားနိုင်တယ်ပျော်ရွှင်ဖို့အတွက်ကိုတီးနိုင်ရင်လည်းပျော်ရွှင်သွားနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဂီတကအားလုံးနဲ့တကယ်တမ်းကျမကင်းကွာပါဘူးလို့ကလေးတွေအနေနဲ့လက်ဆင့်ကမ်းပြီးတော့ထိမ့်သိမ့်လို့ဆိုတာသူတို့နားအများအားရင်ဖို့လိုတယ်ပေါ့နော်နားရင်လို့ဆိုတာထုံးနေတဲ့ဒီမြမတန်တွေဒီဟွာတွေကလည်းထုံးနေသေးတယ်မြမဟန်တွေထိမ့်သိမ့်ပေးနေတဲ့အတွက်ရဲ့လက်ရှိနေတဲ့ဆရာသမားတွေပေါ့အခုရန်ကုန်မန္တလေးမှာလည်းရှိပါတယ်ဆရာတွေအတီးပညာရှင်တွေရောအဆိုပညာရှင်တွေရောကလည်းလက်ဆင့်ကမ်းပြီးတော့ဆက်လက်ပြီးတော့ထိမ့်သိမ့်ပြီးတော့ညဝေပေးနေမယ်ဆိုရင်ဒီဂီတကြီးကအများအားရှင်သန်ပြီးတော့စပါနေမှာပါမိုက်ဂီတကိုထိမ့်သိမ့်နေဆိုလို့ရှိရင်တော့ကိုယ့်အမြင်လေးနဲ့ပြောကြည့်ချင်တာတော့မိဘဒီ KSS ကနေပြီးတော့တချို့တွေဆိုလို့ရှိရင်မိဘတွေကိုနိုင်ကိုကအားပေးပြီးတော့ထိမ့်သိမ့်လာတာတွေရှိပါတယ်အဖိုးအဖွားအဖေတွေကနေစတင်ပြီးတော့ဒီမဟာဂီတနဲ့ပတ်သက်ပြီးမကင်းကွာတဲ့အတွက်ကြောင့်မလို့
ညီမြစ်တွေပြောင်းကိုဒါတွေကိုခန်းစားပြီးနားလည်လာပြီးတော့သူတို့စိတ်ထဲမှာရှိတယ်မရှိတယ်ကမသိတာတကယ်တမ်းတော့သူတို့ရဲ့ရင်ထဲမှာဒီစိတ်မှာမျိုးစီရင်ထဲမှာရှိနေကြတယ်ပေါ့နော်အဲ့လိုရှိနေရင်ကနေတကယ်တမ်းကျတော့ကိုတင်ခွင့်ကြုံတာနဲ့တခါတလေကျရင်တင်ခြင်းနဲ့တင်ခွင့်ကြုံမှလည်းတင်လို့ရတာပေါ့နော်ချိန်ခါအခါပင်လေးပြီးမှလည်းရတယ်အဲ့တော့ဆရာသမားကောင်းလေးနဲ့လည်းတွေ့မယ်ကိုကလည်းတင်ခြင်းနဲ့ဆန္ဒလေးလည်းရှိတယ်အကြောင်းကျိုးအကုန်လုံးပေါင်းစုံကညီသွားတယ်ဆိုလို့ရှိရင်ဒါလေးကဖော်ထုတ်နိုင်တယ်တီးဖြစ်ကြတယ်စုဖြစ်ကြတယ်ပေါ့အဲ့တော့ခါကျတော့ပြောမယ်ဆိုရင်မိသားစုအားလုံးကနေပြီးတော့မတိတဲ့ဒီရင်ထဲမှာကလေးကအမှုပညာဒီဂီတဆိုတာရှိနေပါတယ်လို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်သောတာရှင်တွေကိုအမှတ်တရစကားလက်ဆောင်လေးပါပေးပါလားရှင်ဟုတ်ကဲ့အမှတ်တရပြောချင်တာကတော့မြန်မာဂီတကိုချစ်မြတ်လို့ပြီးကြပါလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်မြန်မာတို့ရဲ့တေးအစမဟာဂီတအစီအစဉ်မှာအခုလိုပါဝင်ဆွေးနွေးတင်ပြပေးခဲ့တဲ့စောင်းတီးပညာရှင်စောင်းနီလာညိုကိုမြန်မာအတန်ကအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်မြန်မာအတန်ကိုလည်းမြန်မာကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်